ရဲ့အတန်ထွက်လေးက lunch လို့ခေါ်ပါတယ် lunch you က short vowel you ရဲ့အတန်ကိုယူမယ်ဖြစ်မယ်la lunchလို့ခေါ်ပါတယ်နေ့လယ်စာကိုခေါ်တာပါ have you had your lunch နေ့လယ်စာစားပြီးပြီလား yes I had my lunch ငါစားပြီးသွားပြီဒီနေရာမှာ have နဲ့ had နဲ့နှစ်ခုသုံးရတဲ့အကြောင်းရင်းက have က helping verb ဖြစ်ပြီးတော့နောက် had က main verb have you had your lunch ဒီလိုမသုံးချင်ရင် have you eaten your lunch နေ့လယ်စာစားပြီးပြီလားလို့သုံးတာပါစားပြီးပြီလားလို့သုံးတဲ့အခါမှာ verb 3ကိုသုံးရပါတယ် eaten have you eaten your lunch အဲ့လိုမသုံးချင် have you had your lunch have have yet verb 2 verb 3 had have you had your lunch ကျမတို့အားလုံးသိတဲ့ eat အစား have သုံးတဲ့ဟာလေးပေါ့ဒီ eat အစား have ကိုသုံးထားတဲ့ main verb တစ်ခုရဲ့နောက်တစ်ခုခုနထမင်းစားပြီလား have you eaten your lunch ရဲ့ have helping verb have အနေနဲ့လည်းသုံးထားတာဖြစ်တဲ့အတွက် have ကနှစ်ခါပါရတာဖြစ်ပါတယ်အဲ့တော့ have you eaten your lunch မဟုတ်ရင် have you had your lunch လို့မေးလို့ရပါတယ်အဲ့တော့ I have eaten my lunch or I had had my lunch I had my lunch လို့တစ်လုံးနဲ့ဖြေလဲရပါတယ်အခုပြောသွားတာတွေအကုန်လုံးက speaking pattern ဖြစ်တဲ့လက်တွေ့သုံးလို့ရတယ်လက်တွေ့နေ့စဉ် everyday English မှာ everyday routine မှာလက်တွေ့သုံးလို့ရပါတယ်ဒီလိုလေးတယောက်နဲ့တယောက်ပြောလို့ရပါတယ် Have you eaten your lunch Have you had your lunch Yes I have eaten my lunch I had my lunch or I had my lunch I had it Very easy right ဗီဒီယိုလေးကကိုတဲ့သုံးဝင်နေဆိုလို့ရှိရင် yes လို့ comment မှာရေးခဲ့ပေးပါကိုသိချင်တဲ့စကားလုံးလေးတွေလည်းရေးခဲ့ပေးလို့ရပါတယ် like comment and share နဲ့ follow လုပ်ဖို့မမေ့ပါနဲ့ bye